ဘလို့ ရှောင်းတာ ပြန်ပြောတော့ဘလို့ယောက်ျားသားအရေးရောင် အရိတ်တွေ ဟောယောက်ျားသားအရေးမနေဘူး မနေမှုအမေကအမေတမ်းမြမဖြစ်ရလားဖြစ်လို့ရှိရင်မဲကောင်းတော့ကွန်းကန်သွားတယ်ရက်နေလိုက်တာသူတို့သွားတွင်းကိုတတ်ကိုလောက်တတ်တယ်လောက်ကတော့အမေကရှောင်းနေ ရဟန်းတန်က အခုကိုချင်းလိုက်နေမလို့စိတ်ပေါက်တော့လားမရောမသိမလို့ထမင်းဆောင်ဆိုသူဥချပြီးမှစားရအမေကဘယ်တော့မှဟွာမပြဘူးဒါမှမဟုတ်ဗလိပဇာများလို့မလို့ဒီခါကျသူကသူ့မခေါ်ပြောင်းတော့မယ်ဟုတ်တယ်သူကဗလိပဇာများတယ်ကူတော့နှစ်မျောပဲအားကြည့်ပြီးတော့သူကအရှင်တို့ဘဝပြန်ရောက်မှကြောက်ပြီးတော့ကိုအင်းတို့ဘဝရောက်လို့ပဲမမဟွာ မဟုတ်လေရဟန်းတန်ကအရေးလဲရှောင်းတယ်ရဟန်းတန်ကအရေးလဲရှောင်းတယ် ရှောင်းနေအမေကဟိုခုဖះရိတ်တောင်တော်မှနော်ကွင့်မြလို့ရွာမယ်လေကွင့်ရပြီးတော့ကွင့်တော်ဖះရိတ်လာမနေလာမဟုတ်အမေကအဲ့ဒါတော့ကိုဟောမယ်အဲ့မန်းဝဲဖះတွေသွားပြီးမှအဖနန်းသွားဆက်လိုက်တာအဖမျက်နှာရှံကိုဖះတွေအရင်တင်လိုက်တာဖះကျောင်းဝိုင်းနဲ့ဖះရဲ့ပြဥပလတိန်ဖះရဲ့ပေါ့အဲ့ဒါကို ငယ်ငယ်တော့တာတူးတွေငှားလိုက်ရသေးရနော် မလီပင်မမှန်ကတော့အများတော့ငယ်ငယ်အဲ့ဘွားများလို့ကိုဘွားကိုများလို့ခုပြောအခုမျိုးကြီးကြားတယ်လို့ငါတတ်တယ် အဲ့တော့စင်းရမှန်းသိလို့ရှိရင်အမေကလည်းဒါနကုသိုလ်များများလို့ ဟုတ် ဒါနကုသိုလ်တွေလို့ ဒီမှာအမ ဒါနကုသိုလ်လည်းသိတယ်မလားလှူတာလေ ဒီမှာအမေကဆွမ်းလေးပါလေဒီနေ့တခါလောင်းနေတယ်ကိုချင်းလာရင်ပြောမရလို့ဆွမ်းလောင်းကဟိုကလေတင်ကြပတ်ပေါ်ယူဟာမှာအတင်းနေလောင်းရတာ သိတယ်ဆွမ်းလောင်းတယ် ဒီတဲ့ကိုကြောက်ခင်းကခင်ဗျားတို့ဆွမ်းလေးတစ်ပတ်လောင်းမအောင်ရပေါ့ကိုကြောက်ခင်းကျောက်ကလောင်းနေတယ်လို့ကိုကြီးအားလို့ပြောမရဘူးလို့ကျောက်ကပြောင်းမှပြောလိုက်တာဟာ လောင်းလေနောက်ခါလောင်းမဲ့ဆိုလို့ရှိရင်ဥစဉ်ပြောလေဖုံးဆက်လိုက်ဥစဉ်စီဖုံးဆက်လိုက်လို့ဥစဉ်ပတ်စံလွှဲပေးမယ်လေ သူကဝါ ဆွမ်းလောင်းမယ်ဆိုရင်ဖုံးဆက်လိုက်လို့ကုံတဲ့ဟာဥစဉ်ပတ်စံလွှဲပေးမယ် သူက အခုလောင်းမလား ဟမ် လောင်းမလားလို့ဒီကပြန်လို့ရှိရင် ဟို ပတ်စံထည့်ပေးလိုက်မယ် ဒီကပြန်မှကိုကျောင်းမှာသူ့ပြောအောင်ပါလေ အဲ့လေမပတ်စံထည့်ပေးလိုက်မယ်လို့ဘယ်တော့ကုန်တော့ သူကဒီလိုခင်းချက်ချဖို့တသိန်းပေးရတာပေါ့ ဩတသိန်းတသိန်းဆိုရင်လည်းရလား အဲ့ရဆန်လေးပါလေပေးလိုက်ရတယ်လေ မဟုတ်ပတ်စံတသိန်းဆိုရင်ရလား အပါဈေးကောင်းလို့မို့လို့တသိန်းပြောရတာလေခင်းချက်ချဈေးကောင်းလို့ အဲ့ဆိုအမေပြန်လို့ရှိရင်တသိန်းထည့်ပေးလိုက်မယ်လို့ နေဦးလေဟိုကအချိန်နဲ့ခုကြလို့ချက်တဲ့ပြုတ်ပြီးထွက်ပြေးနေတော့ဖုန်းကြီးတွေဘာမှကြောက်ချက်စားတာမရဘူးဆွင်းတော့လောင်းလို့မရှိဘူး အဲ့လိုလား ဟုတ်ခုတပည့်တော်ရက်ကွက်က၄၅6အိမ်မှာဆိုမှလေ လောက်တာတော့ ဆွန်းလောင်းလာကဟိုမတ်တီတာအေးရကိုကျော်ခင်တို့ရပြောကြတော့မတ်တီတာမိဆယ်တပည့်တော်တို့ဒါပဲရှိတယ်ကျန်တာတွေကမရှိဘူးလေ ကျန်တာတွေက ထွက်ပြီးကုန်ကြတာ အိုး အဲကြောင့်ဟိုညဘက်ကကြောင့်တန်ငါမများဘူးတန်ငါလေး၄ပါးနဲ့မတ်ဝက်တယ်ဒါပဲရှိတာအဲ့ဒါကိုကြောင့်ချစ်ရတယ်မနေ့အာယုံသွင်းနေပါလေရတယ် ဆွမ်းလောင်းမဲ့သူမရှိ ဆွန်းလောင်းလို့မရှိဘူး အဲ့လေအမေပြန်လို့စကယ်လို့လောင်းရင်ပတ်စံထည့်ပေးလိုက်မယ်လို့ ကုသိုလ်ရှင်ကလောင်းအပတ်စံတန်ရှိတယ်ချက်တဲ့သူကထွက်ပြီးနေတော့မလောင်းပါဘူးအဲ့ဒါ မဟုတ်လေတကယ်လို့ဆွမ်းလောင်းကျင်တယ်ဆိုလို့ဆွမ်းလောင်းကျင်ပတ်စံထည့်ပေးလိုက်မယ်လို့မနေ့ကတော့ဝါစုသင်္ကန်းကပ်ဖို့ပတ်စံလွှဲလိုက်သေးရလေကတ်သေးတယ်မဟုတ်လားဝါစုသင်္ကန်း မင်းက အေးမနေ့ကတော့ပတ်စံလွှဲပေးသေးရလေဝါစုသင်္ကန်းကပ်ဖို့ ဟုတ်တယ်နိုးကိုတင်စင်ကမတည်ခင်ပြောတယ်လမ်းရွှေတဲ့နေကန်ကောင်းတယ်တဲ့တယောက်ထဲကြံတာလဲကောင်းတယ်တဲ့ကန်ကောင်းတာဒီကနဲ့ကျန်းနေတော့လဲနဲ့မဲ့ဟိုကပိကိညာမရှိဘူးတဲ့အနေထိုင်လေးပါလေးနဲ့နေကန်ကောင်းတယ်တဲ့ကိုတင်စင်ကမတည်ခင်ပြောတယ်ဟုတ်လားအခုပတ်စံနေပါလေကြတော့သုံးမှုဆွဲဖို့ ဟမ် ပတ်စံသုံးမှုဆွဲဖို့ကြတော့အမေမသူကပေးတော့ ငါတားပေးရတော့မှာပေါ့မခင်ချော်တယ်ကျွေးတာပေါ့ပြီးလေဟာဘာအမေဘာစားမလို့ဘာလို့မမေးပါလဲရော့ကိုပတ်ဆံလို့တော့သူ့အောင်ကြပေးတယ်ပတ်ဆံတော့မှအကုန်မပေးဘူးကျထွန်းအောင်ပေးတယ်လှမ်းပြနဲ့မေလေထဲကိုထဲလာခင်ဗျဘယ်လောက်ပေးတယ်နေတောင်းလား9တောင်းလားပဲပတ်ဆံနဲ့တောင်းပေးတာသူတို့ကမရှိဘူးဒီပတ်ဆံယူဘူးပဲတည်းကြီးကကြားတဲ့ဖြတ်စားတာလို့နော် ဟောသူ့ယောက်ျားကအမေကိုပတ်စံပေးတာ ပေးတယ် အဲ့ဒါကို तू ကအပြင်မပေးဘူး သူကပေးတယ်သူကဟို
ဖြတ်ထားတာလေအခုမပြေးပဲနဲ့2000နဲ့မေကြီးတဲ့အဖေပြခိုင်းသူကအဲ့တော့မကောက်ဘူးပဲညီတို့2000ငါမယူဘူးလို့ပြောလိုက်တယ်အဲ့လား ပတ်စံလိုရင်လှမ်းပြောလေ ကလေးတွေပြေးတယ်နော် तू ကဂျားတွေကဖြတ်ယူတာသူမိမတက်တီးလို့တော့ထွန်းအောင်တခါလေးကြတော့သူ့လက်ထက်မလွယ်ပဲနဲ့ဟိုကားလန်းကအောက်ကျော်ဦးဘက်ကိုလွှဲတာအိမ်သုံးက तू ကချဖို့လွှဲပြီးတယ်ချဖို့ကငွေနှုတ်တက်တာလို့အဲ့ဒါအိမ်ကလေးတွေနဲ့တပည့်တော်ပေးမယ်ဆိုရင်ဘေးကလွှဲပေးတာခချောဒီမဲ့ तू ကအတူအောင်ကြတယ်သူနဲ့ကွာ तू ကငွေခင်းတာခင်းတာကျတော့ပြောတာယောက်ျားပြောတာမဆိုးဘူးလို့ပြီးလေပြီးပါလေဒီကျမ်းမာရေးနဲ့ကျောင်းသားကြီးနဲ့ဆိုတော့အပူမရှိပြီးပါလေဒါသွားက3နှစ်ပြည့်တော့မယ်အဲ့ဒါလေဦးဇင်းနေရောသူ့မဲတဲ့ခေါင်းမခဲဘူးသူတို့တရုတ်နှစ်ပြည့်ကူးတဲ့နေ့တို့ကျန်တော့ကျန်နာရတာပေါ့ဒီဘုံကတော့မနာရဘူးသူကလည်းမနာဘူးတဲ့လောက်တာမဲမဲလို့3နှစ်ရှိရင်တော့ဟိုကအလုတ်ဆန်ကပြန်ခွင့်အလဲပြန်ဖြစ်တယ်တဲ့မလားပါဘူးတဲ့ပတ်ဆံကုန်အောင်လို့လားတဲ့ကုံမပတ်ဆံကြည့်ပြီးတော့သုံးရသေးတယ်တဲ့အဲ့ဒါမဟုတ်လေအမေပတ်စံလိုတဲ့ခါကျလှမ်းပြောပေါ့ဖုံးဆက်ပြီးပတ်စံလေးပါလေလို့ရင်လှမ်းပြောလို့ဒီမှာမဲလည်းပြောပါလေသူကတောင်းခံအမေကိုမတောင်းပါနဲ့ဦးစင်းငါသားတွေမှုထိုင်ငါတောင်းမှာပေါ့ပြောလိုက်တယ်ငါသားတွေတာဝန်ရှိတာပဲသူတို့ပေးငါယူမှာသူတို့မရှိလို့မပေးပဲငါတတ်နိုင်မှာမဟုတ်လို့ဒါဆိုဦးစင်းလို့တဲ့ပတ်စံတွေကြတော့အမေလက်ထဲရောက်လာဦးစင်းပတ်စံလို့ရင်အမေလက်ထဲရောက်လာလို့ဟုတ်ပဲပတ်စံလားရောက်တယ်သူကပြီးတယ်ဒါတိုင်းပြီးတယ်အဲ့ကြသူမကမလောက်ဘူးအဲ့ဒါဟိုမဲအဖေစီရောရောက်လာအဲ့ခွက်ပြီးရင်ခွက်ပေးလိုက်တာပဲသူ့လည်းခွက်ပေးလိုက်တာပဲဟိုတခါတော့အဖေကိုပတ်စံတသိန်းပေးတာအမေယူထားတာလေဒီမဲဟိုတခါအဖေကိုပေးတဲ့ပတ်စံအမေယူရလေမယူအောင်မလုပ်ပဲယူတယ်မယူဟမ်သူကစီယူတာမဲမယူအောင်ဟိုတခါတော့အဖေကဟောငါလည်းဒီကွန်းနာမတော့သူလားအမေကလားဟိုကောင်မလေးငါရဲ့တပတ်ပြန်လာရင်ရောငါကြီးရော1000ရော9000မခင်ချိုအတိုင်းထောင်နေပေးတာကဲဒီမြင်းပြန်မြို့နေတာငါရက်ကို1000ပေးတာဘယ်ဟွာပြုမှာကိုတော့တွက်ကြည့်ပါဦးနော်အဲ့ဒါကအဲ့ကြောင့်တပည့်တော်ကဂျားတဲ့ဖြစ်ပြီးနေရတာတနေ့2000ကြားတဲ့တော့တော်ပြီတဲ့ကဲစားတာကအကြီးရမစားဘူးအိမ်ကကြောအတော်လေးနဲ့ဒါနဲ့ပဲချီလေးဆန့်စားတာ9ရက်လုံးအဲ့လာကားလို့မေးဟင်းလေးချက်ထားပါလာမဲ့ရက်ဆိုရင်ထုတ်ကောင်းအကြီးရကိတ်ချက်ထားပါဦးဒီမဲ့9ရက်ကြီးက6တိုက်စားနေရတာငါမိရဲ့ချင်းလေးပဲလေဝယ်ဆိုတာမကြည့်ရဲ့တဲ့ချင်း900ကွာနှစ်စွန်းတောက်တော့ကုန်ရောသူကပြောလားအဲ့ဒါ9ရက်ရှိမှ1000ပေးတာအဲ့တပည့်တော်ဖြစ်ပေးတာငါကောင်းတနာလို့ဟိုမိုက်တော့ချစ်ကြတယ်လေမင်းငွေလေး1000လောက်တုတ်ဆုံနေစားနေရှိလားရောငါမိရောဦးစံဖေလုံးဝသွားတော့ဘာတော့ကြောင်းတက်သွားတော့ဝိချလို့လဲငါးပြမပေးဘူးအဖေကမပေးဘူးအဲ့ဆိုသူပတ်စံတွေဘာလုပ်ပြီလဲသူ့လက်ထက်ပတ်စံရှိပါခုလည်းသူ1000နန်းနေရော9000နန်းနေရောပြီးတော့ပတ်စံ3000ချီရမှာလို့3000ကလည်းတပြီးတော့လမ်းနဲ့3လမ်းနဲ့မဟုတ်ပါဘူးသူတို့တည်း2000ကုန်ရောဦးစင်းက3သိန်းလွှဲလိုက်တာလေ3သိန်းကတပြီးတော့လည်းထမမြောက်တာဟုတ်အဲ့ဒါအမေလက်ထဲမရောက်ဘူးလားမပါဘူးအဲ့ဝဲတော့မန်းလေးရောက်တော့3သိန်းထပ်လွှဲတယ်လေ4သိန်းအဲ့ဒါဦးစင်း3သိန်းပဲတာကဒီဝဲတဲ့ဦးစင်းမန်းလေးကဘဲကျော်နန်းကျော်လို့ညညလိုက်ဝဲတာ2သိန်းအမေ2သိန်းမို့တဲ့ဘယ်2သိန်းဘာလို့2သိန်းမို့တော့ဘာ2သိန်းမို့မှာဦးစင်းတဲ့လက်ဖက်နဲ့ထုတ်ပဲချင်းနဲ့ထုတ်အဲ့ဒါ2သိန်းရကိုတော်ဒီမှမဟုတ်ခဏဟိုငါသားရဲ့ဒီကျန်တဲ့ကိုတော်ဒီရောအနားနားလေးကိုလေရောမရင်နိုင်လို့လေပဲကျော်လေးပေါ့ရောမဟုတ်ဘူးလေအဲ့ဒါလေးပေးရတာပေါ့2သိန်းဘူးပြောလို့သူကဆိုင်လေဒီကိုတော်ပြလိုက်တဲ့မဆန်ဒီပဲကျော်ဝဲလားပဲကျော်ဝဲတော့ငွေ3သိန်းမကြံဘူးလားငွေ3သိန်းကြံတော့ကျန်တာသူဆိုင်လေဦးစင်းကပထမတစ်ခါ3သိန်းနောက်တစ်ခါ1သိန်း4သိန်း4သိန်းမှာကိုတော်ကိုဝဲလာတာကနောက်တစ်ခါဝဲလာတာကတဲ့3သိန်းနဲ့1000ခွဲဘူးတဲ့အကိုတော်အထုပ်ကိုအဲ့သိန်းနဲ့တပည့်တော်ကတော့မထေးပြောနေတာမထေးရဲ့တဲ့ဒါသိန်းနဲ့1000ခွဲဖို့တဲ့သူကပြောတာဟုတ်လားညညပြောလိုက်တာအမေ2သိန်းခွဲကုန်ခဲ့တယ်တဲ့ဟိုယူက2သိန်းမို့အဖေမို့အေးကကလေးတို့မုံတုတ်တော့အပြော့ပါစားလားပဲလက်မုံတို့ကြတော့ဝါဆိုတာပါဆိုတော့အဲ့မုံတို့ဝါဟာအပြော့မို့လို့
အဲ့မုံတော့အကုန်လုံးရတော့မလိုင်တဲ့အပျော်လေးတွေရောအကုန်လုံးသူ့ကိုဘူးနဲ့ထားနေတယ်မဲမလိုင်ကရောမုံတော့ကိုကိုယူစားလေတို့တော့6ကုန်သုံးမလို့အဲ့အေးကကတဲ့1500တဲ့600ကျတယ်တဲ့အေးက12ကတ်ကို12ဘူးကတ်အဲ့ဒါအဖေတောက်တဲ့သူအဲ့ဒါတောက်တယ် အဖေကအေးတွေပါတောက်လား တောက်တယ်အဲ့ဒါ